Hello ကျွန်တော်ဒီနေ့ဗီဒီယိုလေးထဲမှာတစ်ခုကိုအရေးကြီးကြောင်းအဓိကကြကြောင်းပြောတဲ့အခါသုံးတဲ့ adjectives 6လုံးကိုကျွန်တော် sharing လုပ်ပေးတော့ပါမယ်အကုန်လုံးကတော့သူအရေးကြီးသောအဓိကကြသောเนาะမရှိမဖြစ်လိုအပ်သောဆိုတဲ့အဓိပ္ပာယ်လေးရှိကြရဲ့ဒါပေမဲ့ဒီစာလုံးနဲ့အကုန်လုံးကိုသူ့နေရာနဲ့သူ့အခြေအနေ context ကိုလိုက်ပြီးတော့တောင်းရဖြစ်ပါတယ် Okay ပထမတစ်လုံးကိုကြည့်အောင် important ကကြောင့်အရေးကြီးတော့ပေါ့နော်ကျွန်တော်အသုံးများရဲ့စာလုံးဖြစ်ပါတယ် important အရေးကြီးတော့နောက်တစ်ခုက significant အဲ့ဒါကလေအရင်အရေးကြီးတာပေါ့နော်အရင်အရေးကြီးတော့အရေးပါတော့ဆိုတဲ့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုက major ကလည်းကျွန်တော်တို့အဓိပ္ပာယ်အဓိကကြတော့အရေးကြီးတော့ပါမယ်နော်အရေးကြီးတော့နောက်တစ်ခုက vital ကကြောင့်ပို့ပြီးတော့အဓိပ္ပာယ်ပိုလေးနဲ့ပါတယ်ကျွန်တော်အရင်ကိုအရေးကြီးတာပေါ့နော်အသက်သွေးကြောကြမြအရေးကြီးတော့ဆိုပြီးအဓိပ္ပာယ်ရပါတယ်နောက် number 5ကကြောင့် essential ကကြောင့်မရှိမဖြစ်လိုအပ်တော့ပေါ့နော်မရှိမဖြစ်လိုအပ်တော့နောက်တစ်ခု core ဆိုတာကလည်းအဓိကကြဆုံးဖြစ်တော့အရင်အရေးကြီးတော့အခြေခံကြတော့ပေါ့နော်ဒီစာလုံးရဲ့အကုန်လုံးဒီစာလုံးကိုမြင်ရင်ကြတော့ဒီအဓိပ္ပာယ်လေးဆိုတာကိုသိရပါမယ်အရင်အရေးကြီးတော့ဒါမှမဟုတ်အဓိကကြတော့ဆိုအဓိပ္ပာယ်လေးဆိုတာသိရမှာဖြစ်ပါတယ်ဒါပေမဲ့စလုံးလေးကြောင့်သူ့ရဲ့ context ပေါ့နော်အခြေအနေလိုက်ပြီးတော့သုံးပါတယ်เนาะအခြေအနေလိုက်ပြီးတော့သုံးပါဥပမာ theory core ဆိုရင်ကျွန်တော်ဘယ်လိုအခြေအနေမှာတွေ့ရလဲဆိုတော့ number 6ပေါ့နော်ဥပမာအဖွဲ့အစည်းတွေစီမီစီကနေပေါ့နော်ဥပမာ core value အဲ့လိုပုံစံမျိုးပေါ့နော် core value ဆိုတာတော့အဓိကကြရဲ့တန်ဖိုးထားမှုအဲ့လိုအဖွဲ့အစည်းတွေမှာအသုံးများလေးရှိရပါတော့ဥပမာ essential ဆိုရင်အဲ့လိုပဲဥပမာသူကဒီအဖွဲ့အစည်းအတွက်ဆိုရင်လုံးဝကိုမရှိမဖြစ်လိုအပ်တဲ့သူဖြစ်တယ်ဆိုရင် essential အဲ့လိုပေါ့နော်ပြောချင်တာသူ့ရဲ့စာလုံးတွေကိုသူ့ရဲ့အခြေအနေပေါ်လိုက်ပြီးတော့သုံးရပါတယ်ဒါပေမဲ့ဒီစာလုံးအကောင်လုံးကခြုံပြီးကြည့်လိုက်ရင်ကြာတော့ခြုံပြီးပြောမယ်ဆိုရင်အဓိကကြတော့အရေးပါတော့လုံးဝမရှိမဖြစ်လိုအပ်တော့ဆိုတဲ့အဓိပ္ပာယ်လေးရှိပါတယ်ဒါပေမဲ့ကျွန်တော်ပြောပါတယ်သူ context ကိုလိုက်ပြီးတော့သူ့ရဲ့အခြေအနေလိုက်ပြီးတော့သုံးပေးရပါတယ်အဲ့ဒါလေးတော့ကိုယ့်ဘာသာကိုကျွန်တော်စာဖတ်ရင်းနဲ့ဖြစ်ဖြစ်တခြား listening လုပ်ရင်းနဲ့ဖြစ်ဖြစ်ပို့ပြီးတော့နားလည်လာပါလိမ့်မယ် So have a nice day. Thank you.